ဒုတိယအဆင့်လေးကတော့ဥဖောက်တဲ့အဆင့်လေးပဲဖြစ်ပါတယ်ဖွဲနုနဲ့ရေတညအိတ်ရောဆက်ထားတဲ့အစာကိုဘန်းထဲကို1 ကီလိုဂရမ်တစ်ခွက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ plastic ခွက်လေးခံပြီးတော့ချစ်ပြီးရရှိထားတဲ့ဥလေးတွေကို plastic ခွက်ပေါ်မှာတင်ပြီးတော့ဥဖောက်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဖောက်ထားတဲ့ဘန်းလေးကိုအဖုံးအုပ်ပြီးတော့9 ရက်မြောက်တဲ့နေ့မှာဥပေါက်လာတဲ့သားလောင်းလေးတွေကိုလာကြည့်ကြမယ်နော်မတို့ရဲ့ထွက်တိုးကနေဘေးအသည့်စီစဉ်များကိုလည်းဝင်ရောက်ဖြည့်ဆို့ပေးဖို့ချစ်ခင်စွာဖြင့်ဖိတ်ခေါ်ပြီးစုလက်ဆောင်များဖြင့်စောင့်ကြိုပေးလျက်ရှိနေပါတယ်ရှင်။ကျေးဇူးထူးပဲတင်ပါတယ်ရှင်။